စနသိန်းကျော်လောက်ကစသုံးတာနဲ့နော်အေဒီဇင်စကူပီးလေးတွေမန္တလေးလိုင်စင်လေးတွေနဲ့လက်တင်စီရမယ်ဘိန်းလေးတွေကျွန်တော်ဆိုင်မှာကိုယ်တိုင်ကိုရနဲ့လာရောက်ဝယ်ယူအားပေးလို့ရပါပြီဗျမြန်မာငွေစနသိန်းကျော်3ယုံနဲ့အေဒီဇင်စကူပီးလေးတွေသူ့မော်တဲ့သူစည်းတန်းအလိုက်ကလေးနဲ့ကျွန်တော်ဆိုင်မှာစိတ်တိုင်းကြကိုယ်တိုင်ကိုကြနဲ့လာရောက်ဝယ်ယူအားပေးလို့ရပါပြီဗျနော်ဒီဘိန်းလေးတွေကတော့လိုင်စင်လေးတွေကမန္တလေးလိုင်စင်လေးတွေပဲဖြစ်ပါတယ်ဗျတကန်လေးတွေကြံမယ်ရှင်းနောက်သားရလေးတွေလည်းအတင်းနီးနီးကြံပါမယ်ဗျကာဘာပိုင်းပက်လည်းချောမယ်လာမယ်အကွဲပြဲပွန်စင်းနာစာလုံးဝကင်းမယ်ဗျကျွန်တော်ရဲ့ညီကိုညီမငယ်များလက်တင်စီးရမယ်ဘိန်းလေးတွေကိုကျော်သူကိုရဲ့ဆိုင်မှာကိုယ်တိုင်ကိုကြနဲ့လာရောက်ဝယ်ယူအားပေးနိုင်ပါပြီဗျနော်ကဲဒီနေ့ထပ်မံရောက်ရှိထားတဲ့ဘိန်းလေးတွေကိုကြိုက်နေတဲ့လို့လာရောက်ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဆိုင်လေးစာလေးကမန္တလေးမြို့54လမ်း128လမ်းတောက်ဖုန်းနံပါတ်43114991199933ပဲဖြစ်ပါတယ်ဗျနေဝေးကညီကိုညီမငယ်များလည်းဘိန်းလေးတွေကိုကြိုက်နေတဲ့လို့ဝယ်မှာယူခြင်းနဲ့ဆိုရင်တော့နော်ကားကရောက်ငွေချေစနစ်နဲ့ကျော်သူကိုမှဆောင်ရွက်ပေးပါရဲ့ဗျမျိုးစားလေးတွေကတော့အေဒီဇင်မျိုးစားလေးတွေပဲဖြစ်ပါတယ်ဗျ